ပကာတနာမပါတဲ့အလို့ကြောင့်ပိုက်တကွန်မဲမသိဘဲနဲ့မျက်စိလဲသွားကြတဲ့ကလေးငယ်များကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရှာပါတယ်။ပိုက်တကွန်ကတော့မြန်မာပြည်သားမကနိုင်ငံတကာမှာအားပေးမှုခိုင်မာရရှိသူဖြစ်ပါတယ်။ဒီလေးတွေကိုချစ်တတ်တဲ့အပြင်စိတ်သဘောထားပါကောင်းမွန်တာကြောင့်အားလုံးကပါအားပေးလာခဲ့ကြတာပါ။ပိုက်တကွန်အနေနဲ့ပြီးခဲ့တဲ့ရက်မှာတော့တိုက်ကြီးကမိဘမဲ့ကြီးတစ်ခုစီတွားရောက်လူတန်းခဲ့ပါတယ်။မင်းသားမင်းသမီးများစုဟာဟိတ်ဟန်တီနဲ့အတူအလူတန်းလုပ်တတ်ကြတာဖြစ်ပါတယ်။ပိုက်တကွန်ကတော့ဘာဟိတ်ဟန်မှမရှိတဲ့ပြင်အလူငွေသိန်းပေါင်း100ကျော်ထိအားဖြည့်လူတန်းပေးခဲ့တာပါ။ဒါကြောင့်လေတနက်ချောင်းကျေးရွာက YGW မိဘမိတ်ကလေးဟာတစ်ဖက်တစ်လမ်းကနေဆင်ပြေသွားခဲ့ရပါတယ်။ဟိရန်မရှိတဲ့ပိုက်တကွန်ကိုပိုက်တကွန်မှမသိကြတဲ့ကလေးတွေလည်းရှိခဲ့ပါတယ်။မင်းသားလာမေဆိုတဲ့သတင်းကြောင့်ကလေးငယ်တစုဟာပိုက်တကွန်ကိုလာရောက်အားပေးခဲ့ကြပါတယ်။ဒါပေမဲ့လေပိုက်တကွန်ရောက်လာချိန်မှာတော့ပိုက်တကွန်မှမသိကြတော့တာကြောင့်မလာနိုင်သေးဘူးလို့ဆိုကစောင့်ဆိုင်နေခဲ့ကြရပါတယ်။ပိုက်တကွန်ကတော့အဆိုပါဖြစ်ပျက်ကြောင့်ရီရမလို့ငွားမလို့ဖြစ်သွားခဲ့ရပြီးသူပါရောတွေးကအတူတူထိုင်းဆောင်ပေးခဲ့ပါတယ်။ပရိသတ်တွေကတော့အဆိုပါဗီယိုလေးကြောင့်ပဲအတော်လေးကိုမှသဘောကျသွားခဲ့ရပြီးမနောက်တင်မှုဆိုပြီးတော့ပါရှုံးဖောက်နေခဲ့ရပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။